ဒီနေ့မှာတော့ခောက်ဆွဲပြုတ်တာထပ်ပုံမြန်နဲ့ဂျပန် region တက်တော့အကောက်ဖွင့်နည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။ပထမအဦးဆုံးဂျပန် VPN ချိန်ပြီးသွားတာနဲ့တက်တော်ထဲကိုတစ်ချက်ဝင်လိုက်မယ်။တက်တော်ထဲဝင်ပြီးသွားရင် sign up ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ။အမှ location ကမြန်မာဖြစ်နေလိမ့်မယ်။မြန်မာဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ။ပြီးရင်အပေါ် search bar လေးမှာဂျပန်ကိုအလွယ်တကူရိုက်ရှာလိုက်မယ်။ဂျပန်ကိုတွေ့ပြီဆိုလို့ရှိရင်တစ်ချက်နှိပ်လိုက်မယ်။ဒါဆိုလို့ရှိရင်တော့ဂျပန် region ဖြစ်သွားပါပြီ။ location ပြောင်းပေးရတဲ့တက်တော်စဖွင့်ရင်အခုမျှပြပေးထားတဲ့အတိုင်းလေးကိုတစ်ချက်ဝင်ပေးပါပြီးရင်ကိုယ့်ရဲ့ Gmail ကိုတစ်ချက်ရိုက်ထည့်ပေးပါတခုသတိထားရမှာက Gmail က TikTok တစ်ခါမှမဖွင့်ဘူးတဲ့ Gmail အသစ်ဖြစ်ရပါမယ် Gmail ထည့်ပြီးသွားရင်တော့သတ်မှတ်ထားတဲ့အတိုင်းကိုထားခြင်းတဲ့ password ကိုတစ်ချက်ထားပေးပါ password ထားလို့ပြီးရင် content ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်တော့ကိုယ့်ရဲ့မွေးသက်ကတိကိုတစ်ချက်ထည့်ပေးရပါမယ်ဖြစ်နိုင်မယ်ဆိုရင်တော့အဲ့ဒီနေရာမှာမွေးသက်ကတိကိုအမှန်ပဲထည့်စေချင်ပါတယ်ဒါမှသာနောက်ပိုင်း monetization ရှောက်ပြီးလို့ band နဲ့ချိတ်ဆက်တဲ့အခါမှာပို့ပြီးလွယ်ကူမှာပါဒါဆိုရင်တော့ဂျပန် region တက်တော့အကောက်ဖွင့်တာအောင်မြင်သွားပါပြီသိကျင်တာရှိရင် comment မှာမှန်ခဲ့ပေးပါနောက်ဗီဒီယိုမှာပြန်